ဝင်ခွန်းမူလာတန်းကြောင်းအင်္ဂလိပ်စကားပြောပြိုင်ပွဲထံအချိန်မီရောက်လာတဲ့မိဖြစ်ပေမဲ့ရောက်မလာကြသေးလို့စိတ်ပူနေကြတဲ့အမျိုးသားနှစ်ယောက်ထံအမည်မတိခေါ်ဆိုမှုတစ်ခုဝင်လာပါတယ်။တစ်ဖက်မိန်းကလေးကဆောင်းတော့ခွန်ကျွတ်ရှိဟုတ်ပါတလားနဲ့တေချာနားထောင်ပါနှစ်ကြိမ်ပြန်ပြောမှမဟုတ်ဘူးလို့ဆိုလို့တေချာအယုံစိုက်ထားလိုက်ရပါတယ်။မိန်းမဖြစ်သူနဲ့တမီးဖြစ်သူကိုသူမတို့ကထိမ့်သိမ်းထားလိုက်ပြီးဖြစ်ပြီးအဲ့ဒီအတွက်တောင်းဆိုချက်ကတော့လွန်ခဲ့တဲ့ရက်ကဖမ်းခံလိုက်ရတဲ့သူမယောက်ျားလို့ဆိုပါတယ်။နားမလဲသေးတာမို့ဘာတွေပြောနေတာလဲမေးတော့မှရှင်ကိုယ်တိုင်ဝင်ဖမ်းခဲ့တဲ့မာရိုကျွန်းလို့ဆိုတော့မှသဘောပေါက်သွားပါတယ်။သူမယောက်ျားကိုသူကိုယ်တိုင်ပြန်ခေါ်လာပေးဖို့နဲ့အကယ်၍ရဲတိုင်နာဖြစ်တခုခုလုပ်ဖို့ကြိုးစားတာပဲဖြစ်မိန်းမနဲ့တမီးဖြစ်သူရဲ့လက်ချောင်းတွေရှာတွေနဲ့မျက်လုံးတွေကိုတစားစီဆွဲထုတ်ပြမယ်လို့ချိန်ချောက်ပါတယ်။နေရာအတွက်ပြန်ဆက်တွေ့လာမှဖြစ်လို့နောက်တစ်ချိန်ဖုံးဆက်တာကိုမျောနေဖို့မှကဖုံးချသွားပြီဖြစ်ပါတယ်။ဘေးကတယောက်ကဘာဖြစ်တာလဲမေးကြည့်တော့ရှီးနေနဲ့ရွင်းကျူပြန်ပြီးဆွဲခံလိုက်ရတယ်လို့ပြောပြလို့နှစ်ယောက်သားကားပေါ်ပြစ်တက်ကြပါတယ်။သူကဆောင်းတော့တစ်ယောက်ဖြစ်လို့တူတမီးကိုကဲမဲ့ကိစ္စမှာမင်းကတော့ဆင်းနေခဲ့ပြီးအိမ်ကနေပဲစောင့်နေလိုက်ဖို့ပြောပါတယ်။အခွင့်အရေးရရင်မင်းရဲ့မိန်းမကိုပါကဲပြီးကဲမိဖြစ်ကြောင်းပြောပေမဲ့သူမိန်းမမှလည်းကိုဝင်လွယ်ထားရပြီဖြစ်လို့မနေခဲ့နိုင်ပဲအတူလိုက်ကဲမိဖြစ်ကြောင်းဆိုပါတယ်။နှစ်ယောက်သားမိန်းမဖြစ်သူနဲ့နောက်ဆုံးဖုံးပြောခဲ့တဲ့ဆေးဆိုင်ကိုရောက်လာကြပါတယ်လူတွေမရှိကြတော့ပဲကားကိုပဲတွေ့ရလို့ထိုကားကကင်မရာအချက်လက်တွေကိုပြန်ကြည့်တော့အနက်ရောင်ကားတစ်စီးကကလေးနဲ့မိန်းမဖြစ်သူကိုဖက်ခေါ်သွားကြတာတွေ့ရပါတယ်ဒုတိယအကြိမ်ဖုံးပြန်ဝင်လာတော့သူတို့မိန်းမဖြစ်သူရှိနေကဖုံးဆက်လာပြီးသူမအစင်ပြေကြောင်းနဲ့တမီးဖြစ်သူရွင်းကျူလည်းအစင်ပြေကြောင်းပြောပြပါတယ်သူတို့အရင်ကပြောခဲ့ကြတဲ့လှုပ်ဝက်စကားတွေပြောနေကြလို့စိတ်မရှိတော့တဲ့ခေါင်းဆောင်အမျိုးသမီးကဒီည9 နာရီမတိုင်ခင်သူမယောက်ျားကိုပြန်ခေါ်လာခဲ့ဖို့ပြောပါတယ်ဘေးကတယောက်ကပါဖုံးကိုလူပြီးအော်ဟစ်ဆဲဆိုနေလို့တစ်ဖက်ကကြောင်ပြီးဘယ်သူလဲမေးတော့စိတ်လှုပ်ရှားသွားလို့ဖြစ်ကြောင်းဆိုပါတယ်သူမယောက်ျားကိုဘယ်ကိုခေါ်လာရမလဲမေးတော့အဲ့ဒါကိုတော့ငါယောက်ျားကိုပဲမေးလိုက်လို့ပြောကဖုန်းချသွားပြန်ပါတယ်အခန်းတစ်ခန်းထဲမှာတော့မူးယစ်ရာဇာတယောက်ထောင်ချနေခဲ့တာ10နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်တစ်ဖက်မှာတော့တက်ကြွတဲ့လူငယ်တယောက်ကဘဝကိုပျော်ရွှင်စွာဖြတ်တန်းနေပါတယ်အစင်းမြင့်လုံခြုံရေးအခန်းထဲကိုဝင်လာတော့အလုံးလုံးနေတဲ့ဇနီးတွေကိုတွေ့ရပြီးလှပပြီးရိုမန်တစ်ဆန်တဲ့အနန္တဝတ်ကိုနှစ်ယောက်သားတက်ညီလက်ညီပေးကြပါတယ် AI program တစ်ခုထဲမှာနေ့လယ်2 နာရီမတိုင်ခင်မှာတင်ဈေးဝယ်သူ8900ကျော်ရှိနေပြီလို့ပြောနေတာကြောင့်8900ဆိုရင်မနေ့ကတည်းကနှစ်ဆတက်သွားတာပဲလို့ပြောကမိမဖြစ်သူကိုချီကျူးကန်းဖွင့်နေပြန်ပါတယ်အရင်တုန်းကအယောင်းအဝယ်ကိစ္စတွေမှာတနေ့ကိုအခု100တောင်နဲ့မမှန်ပေမဲ့ပစ္စည်းတစ်ခုကို1000နဲ့မြောက်လိုက်မယ်ဆိုရင်တရက်ဝင်ငွေက1.2 ဘီလီယံလို့တွက်ချက်ကပျော်ရွှင်စရာကောင်းတဲ့အိမ်တော်တွေဘဝကိုဖျက်ဆီးနေကြတာဖြစ်ပါတယ်။လမ်းကြားတစ်ခုတည်းကိုလူငယ်တယောက်စကူတာစီးလာပြီးရေပိုက်အဟောင်းမှာကတ်ထားတဲ့မူးယစ်ဆေးတို့ကိုဖြုတ်ယူနေပါတယ်။မန်နေဂျာဖြစ်သူထံငွေလွှဲနေစဉ်နောက်ကဆုံတော့ဝန်ရောက်လာပြီးလက်ထိတ်ခတ်ဖို့လက်ပေးလို့ပြောပါတယ်။လက်မပေးပဲစတင်တိုက်ခိုက်လာလို့ပါးကိုတစ်ချက်ရိုက်ပြီးတတိပေးလိုက်ပါတယ်။ဒါကိုမမှန်သေးတဲ့ငနေကနောက်တစ်ချိန်ထပ်ဝင်လာလို့ဂျပန်ရိုးရာနည်းအတိုင်းဘယ်နဲ့ညာအညီမျှခွဲဝေရိုက်နှက်လိုက်ပြီးထိုလမ်းဘေးကဓာတ်တိုင်နဲ့တွဲကလက်ထိတ်ခတ်ထားလိုက်ပါတယ်။ထောင်ကထွက်လာပြီးဖြစ်တဲ့ခေါင်းဆောင်အကိုကြီးဖြစ်သူကိုတပည့်လူမိုက်တွေကတရိုးတတေးလာရောက်ကြိုဆိုကြပြီးကြံတဲ့လူတွေဘယ်မှလဲမေးတော့အကိုကြီးမရှိတော့တဲ့နောက်သူတို့တောင်းရောက်တာကြံရှိလို့ကြောင်းပြောပါတယ်။သူထောင်ကျနေစဉ်အတော်အတွင်းမာတိုကျွန်းဆိုတဲ့ကောင်တကောင်အင်ကျွန်းကိုအုပ်စုထားတယ်လို့ကြားမိတယ်ပြောတော့တပည့်ဖြစ်သူကမွေးရစေးအတစ်တစ်မျိုးနဲ့အတူအင်ကျွန်းနဲ့မဟုတ်ဘဲတနိုင်ငံလုံးကိုလဝါကြီးအုပ်ထားကြောင်းပြောပါတယ်။ဒီလိုဆိုတော့လေဘလို့ကောင်မျိုးလဲဆိုတာသိရအောင်တွားနှုတ်ဆက်ကြတော့ပို့လို့ဆိုကပြန်လာကြပါတယ်။တစ်ဖက်ကမာတိုကျွန်းထံလူတယောက်ကတွေးခွင့်လာတောင်းတယ်လို့တပည့်တယောက်ကလာတင်ပြပါတယ်။ဘယ်သူလဲမေးကြည့်တဲ့အခါအင်ကျွန်းကရုံးကန်လို့ပြောလိုက်ရင်သူ့ကိုတိလိုက်မယ်လို့မှားလိုက်ကြောင်းပြောတော့အဲ့ဒါကဘယ်လိုလဲပြောကလောင်ပြီးထွက်သွားပါတယ်မာရိုကျွန်းကိုစောင့်ကြည့်နေရသူကတော့စုံတော့ကွမ်ဖြစ်ပြီးမာရိုကျွန်းထွက်သွားတာတွေ့တာနဲ့ဂိုဒေါင်ထဲကိုဝင်ရောက်စစ်ဆေးဖို့အမိန်ပေးပါတယ်။ခောက်ဆွဲပြုတ်စားနေတဲ့ရုံးခန့်ထံမာရိုကျွန်းကသူ့ကိုမတီကြောင်တရင်ပြန်လာပြီးတော့ခောက်ဆွဲကိုဗဇက်ထဲထည့်နေပြီဖြစ်တဲ့တပည့်ကမျိုးချရမလားပြန်ထွေးရတော့မလားအကဲခတ်နေရပါတယ်။ရုံးခန့်ကပူပြီးပေါက်ကွဲထွက်လာလို့ငုံထားတဲ့လောက်နဲ့ပဲတင်းတိမ်လိုက်ရပြီးအရေးအခြေကြည့်နေရပါတယ်။နောက်တည့်ရက်တထေးမာရဲ့ရုံးချုပ်ကိုကိုတန်ရောက်လာပြီးအထဲကိုဝင်ဖို့လို့တော့သိမချတဲ့တပည့်ကျော်ကလိုလိုမဲမဲဆောင်ထားဖို့ဓာတ်တလက်ထုတ်ပေးပါတယ်။ထိုကောင်ပေးတဲ့ဓာတ်ကိုမယူဘဲငါကရုံးခန့်လို့တတိပေးလိုက်ပြီးလူမိုက်ပြီးအထဲဝင်လာပါတယ်ကောင်တာကဆေးမထံငါကမာရိုကျွန်းနဲ့လာတွေ့တာဆိုပြီးအနုချမ်းစီးတယ်လို့ပြောနေလို့နောက်တစ်ချိန်ပြန်ပြောခိုင်းနေတဲ့ဝန်ထမ်းကောင်မလေးကိုတထိမာရိုကျွန်းနဲ့တွေ့ဖို့လာခဲ့တာပါလို့ရိုးရိုးတည်ပြန်ပြောတော့မှနာမည်ဘယ်သူလဲမေးပါတယ်ဂင်ယုံကန်လို့ပြောပေမဲ့ဂင်ယုံကန်လို့မှားရင်နေတဲ့ဆေးမကိုဂင်ယုံကန်လို့တလုံးချင်းစိတ်မရှိစွာပြန်ပြောပြနေရပါတယ်မြမရိုးရာနီးနဲ့ဆွဲကြိုးတွေကိုလက်ကျိုးမတက်ဝတ်ထားကြတဲ့မာရိုကျွန်းတို့ဇနီးမောင်နှံနဲ့တွေ့တဲ့အခါငါမရှိတဲ့အတော်အတွင်းအင်ကျွန်းကိုအုပ်စုထားတဲ့ကောင်ကဘလို့ကောင်မျိုးလဲဆိုတာသိချင်လို့လာခဲ့တာဖြစ်ကြောင်းစကားဆပါတယ်သူဘယ်သူလဲဆိုတာသိတာမေးတော့ဂင်ယုံကန်လို့ဖြေနေပြန်တာကြောင့်ဂွမ်နာမုတ်ဖဲရုံးကန်လို့ဒေါ်တာတကြီးပြောနေလို့ဒိုကျွန်းကအလျှော်ပေးလိုက်ရပါတယ်။အင်ကျွန်းကသူ့နယ်မြေဖြစ်ပြီးသူအကျဉ်းထောင်ထဲမှာရှိနေစဉ်အတွင်းမင်းကခဏလောက်ငါးနယ်မြေကိုထိမ့်ပေးထားခဲ့တာမို့အဖွဲ့အစည်းတစ်ခုလုံးကိုတိမ့်ပိုက်မှမဟုတ်ပေမဲ့ငါရဲ့အသိပညာနဲ့အတွေ့အကြုံရဲ့မင်းရဲ့စီးပွားရေးလုံနီးလောက်ဟန်ကိုပေါင်းထည့်လိုက်မယ်ဆိုရင်အင်ကျွန်းနေမဟုတ်ဘဲတနိုင်ငံလုံးကိုဝါမျိုးနိုင်ကြောင်းပြောကအတူတူလက်တွဲလောက်ကြဆိုလို့ကန်လှမ်းပါတယ်။လင်မယားနှစ်ယောက်သားဟာတိုက်ရဲမိလိုက်ကြပြီးနောက်အကျဉ်းထောင်ကနေထွက်လာတာဆိုလဲအတိတ်ကနေပြန်ဆရမှာမှတ်လို့ဘာလို့ဒီလိုတွေလာလုံးနေရတာလဲလို့ပြောကနောက်အစည်းအဝေးတက်ဖို့စီစဉ်လိုက်ပြီးမို့ရုံးကန်ကိုလုံခြုံရေး
ရေးဝင်တဲ့နှစ်ယောက်ကလာဆွဲထုတ်တာခံလိုက်ရပါတယ်မာရိုကျွန်းတို့ကိုတောင်ကိုစုံတော့ဝန်တို့အဖွဲ့ကဝင်ရောက်စီးနင်းလိုက်ကြပြီးမှတပ်တွေတွေနဲ့အတူအထက်ကလုံသမားအားလုံးကိုဖမ်းဖို့အမိန့်ပေးလိုက်တာနဲ့အထက်ကကောင်တွေကရတလောက်ပြန်ခုခံနေကြတာမို့တိုက်ခိုက်ပြီးဖမ်းဆီးနေရပါတယ်လက်ထိတ်ကွင်းတွေအများကြီးယူလာတဲ့စုံတော့ဝန်တယောက်ဝင်ရောက်တိုက်ခိုက်လာတဲ့ကောင်တွေကိုအစုလိုက်အပြုံလိုက်ဖမ်းချုပ်ပြီးလက်ထိတ်ခတ်ပေးနေရပါတယ်တစ်ဖက်ကမာရိုကျွန်းကသူ့လူတွေကိုပြန်တီးနေလို့မာရိုကျွန်းရှိရာဘက်ကိုကူးသွားလိုက်ပြီးကံကောင်းစွာနဲ့မင်းအတွက်တစ်ခုကြံနေတာအတော်ပဲလို့ဆိုတာကြောင့်မာရိုကျွန်းလည်းအောက်ကျနေတဲ့ဒုတ်တန်နဲ့ပြန်လည်တိုက်ခိုက်ဖို့ပြင်ပါတယ်မာရိုကျွန်းရှိရာထံတိုးဝင်တိုက်ခိုက်လိုက်တော့ပထမတစ်ချက်အရိုက်ခံလိုက်ရပြီးမြဲစုံတော့ဝန်ကပြန်အတားစီးရလာတာကြောင့်မာရိုကျွန်းလည်းထွက်ပြေးဖို့ကြိုးစားရပါတယ်တနေရာရောက်ကောင်မလေးတယောက်ကိုဒဇာကန်လောက်ဖမ်းထားလို့စုံတော့ဝန်လည်းအခက်တွေ့သွားပါတယ်တိုးပေမဲ့မာရိုကျွန်းအလေးအငိုက်ဖမ်းပြီးလျှက်စစ်တဲ့နဲ့မာရိုကျွန်းကိုချိန်ရွယ်ပြီးတိကျတဲ့အနေထားနဲ့ပြစ်ခတ်လိုက်တာကြောင့်你别笑ဇာကမင်းကလေးရဲ့ရင်ဝါတက်တဲ့ကိုစိုက်မှန်သွားပါတယ်။ကောင်မလေးကရှော့ဖြစ်ပြီးလဲကျသွားပြီဖြစ်လို့မာရိုကျွန်းကဆုံတော့တစ်ခွက်လုံးမှာမျက်လုံးအပြူတာဖြစ်သွားကြပေမဲ့မာရိုကျွန်းလည်းအကာအကွယ်မရှိတော့တာမို့ဝင်ရောက်ဖမ်းချုပ်ပြီးလက်ထိတ်ခက်ကမာရိုကျွန်းကိုဖမ်းဆီးလာနိုင်ခဲ့ကြပါတယ်။တစ်ဖက်ကစုံစမ်းစစ်ဆေးရေးတစ်ဖွဲ့ကလည်းတခုခုကိုစောင့်ကြည့်နေကြပြီးအချင်းချင်းတည်င်းအချက်လက်ဖက်လဲနေကြတဲ့ငါးစာကိုကမ်းမိတော့ပါပြီလို့အတီးပြုတ်နေပြီဖြစ်လို့ချက်ချင်းလှုပ်ရှားတော့ဖို့လို့အမိန်ပေးလိုက်ပါတယ်။ဒေါက်တာချောင်းနဲ့ကားပေါ်ကဆင်းပြေးသွားပြီးတရားခံစီရောက်သွားတော့လမ်းဘေးခွေးတဲ့ကောင်ကိုဝိုင်းဖက်နေကြတာဖြစ်ပြီးခုခေါင်းဆောင်ဖြစ်သူကတော့တိကုဆရာဝန်ကြီးပဲဖြစ်ပါတယ်။တားမိမြောက်တာတစုံတယောက်ကိုစောင့်နေကြပုံပေါ်ပေမဲ့ထိုသူကရောက်မလာသေးတာမို့ဒီအတိုင်းပြန်ကြမလားမင်းနေတဲ့အမေကိုဒီအတိုင်းပြန်ကြည့်ရင်တော့အမေဖာတာပြန်ဖို့ပြောနေလို့လက်ထဲကတက်ပလက်ကိုတင်လိုက်ပြီးတင်နှဲချောင်းတော်ဖို့ကလည်းရှိနေသေးလို့ပြန်ကြစို့လို့ပြောနေတဲ့အမေကိုတင်နှဲချောင်းကအရေးကြီးတာလားအဖေကအရေးကြီးတာလားပြန်မေးနေစဉ်ဖခင်ဖြစ်သူရောက်လာပါတယ်ဟဲ့ဘူးဘိုလိုနှုတ်ဆက်လိုက်ပြီးမြမြန်မာလီတန်နဲ့ထွက်လာနေပြန်လို့ထိုလူကိုစိတ်ပြတ်စွာကြည့်ရင်တပြင်းတစ်ချက်ချလိုက်မိပါတယ်နောက်ကျသွားလို့တမီးဖြစ်သူကိုတောင်းပန်လိုက်ပြီးဇနီးဟောင်းဖြစ်သူက15မိနစ်နောက်ကျလို့အပြစ်တင်နေတာကြောင့်နှစ်ပတ်နေမှတစ်ကြိမ်သာတွေ့ကြရတာမို့မိနစ်30လောက်ခွင့်ပေးရန်တောင်းဆိုလိုက်ပါတယ်တားဖနဲ့တာတွေ့တဲ့အထိမ်းအမှတ်နဲ့စခန်းထဲကနှုတ်တိုက်ဆောင်ပုတ်တွေနဲ့နှုတ်ဆက်နေကြပြီးတမီးဖြစ်သူပြောနေတာမြင်လိုက်ရတဲ့မိခင်ကအပိုစုအနေနဲ့သဘောထားလိုက်မှဖြစ်လို့တနာရီနေမှပြန်လာခေါ်မိဖြစ်ကြောင်းပြောကထွက်သွားပါတယ်ဇနီးဟောင်းဖြစ်သူပြန်သွားတော့တမီးဖြစ်သူတော့ဝဲလာတဲ့ပန်းတီနာရီအတူနှလုံးကိုလက်ဆောင်ပေးတော့သူမရဲ့ဒုတိယအဖေကအစ်စ်တွေဝယ်ပေးထားပြီးဖြစ်လို့မလိုအပ်တော့ပေမဲ့အဖေအရင်နဲ့ဆက်သွယ်တဲ့အခါသုံးဖို့လက်ခံထားလိုက်ပါတယ်။ဆုံတော့ဝန်တို့အဖွဲ့ရဲ့ရုံးခန်းမှာတော့သတင်းဌာနကလွှင့်နေတဲ့မွေးရကိုင်းကိုဖမ်းဆီးရမှာဒဇာကန်ကိုလျှက်စစ်တဲ့နဲ့ပြစ်ဖမ်းခဲ့တဲ့ကိစ္စကိုသတင်းတောက်ဂျိုအာရာကပြည်သူနဲ့ဆုံတော့တွေကိုရန်တိုက်ပြီးသတင်းလုံလွှင့်နေလို့တဖွဲလုံးနားထောင်နေလိုက်ကြရင်ငစားသတင်းတောက်လို့နာမည်ပြောင်းပေးလိုက်ပါတယ်။သူတို့အပြင်ထွက်လာတော့ထိုသတင်းတင်ဆက်သူကဆုံတော့ဝန်ကိုစောင့်နေပြီဖြစ်လို့ဟောပါလာတဲ့တယောက်ကရှောင်ပေးလိုက်ပြီးဆုံတော့ဝန်ကိုထားခဲ့လိုက်ပါတယ်။သူမနဲ့တွေ့တော့သတင်းကြည့်လိုက်ရတယ်လို့ပြောနေတာကြောင့်ဆုံတော့ဝန်ဘက်ကနေကြည့်ရင်နည်းနည်းစိတ်မကောင်းဖြစ်နိုင်ပေမဲ့အလုပ်သဘောတရားမှုနားလည်ပေးဖို့တောင်းဆိုပါတယ်လူတွေစိတ်ဝင်စားဖို့ကောင်းအောင်နဲ့ပြည်သူတွေရဲ့တိပိုင်ခွင့်ကိုကာကွယ်ဖို့အတွက်အနည်းနာခံမှုအသေးမွားလေးလို့သဘောထားခိုင်းနေလို့တမင်လောက်တာမလားမေးတော့အလုပ်လောက်တာပါလို့သာဖြစ်ပါတယ်မင်းကတော့သဘောကျနေသုံးမလားမေးတော့သဘောကျတယ်မကြဘူးကိုတနေ့စီပြောပြီးရန်ဖြစ်နေကြပါတယ်နောက်တစ်ရက်သမီးဖြစ်သူရဲ့အင်္ဂလိပ်စကားပြောဆွမ်းရည်ပြိုင်ပွဲကိုသုံးတော့ဝန်တယောက်ရောက်လာတော့မိဘတွေထိုင်ရန်နေရာမှာဇနီးဟောင်းဖြစ်သူရဲ့ယောက်ျားကဝန်းထိုင်နေပြီဖြစ်ပါတယ်ထိုအနားကိုကတ်သွားတော့ဆီယမ်မကကျောင်းသူဝမ်ယွင်းကျူရဲ့မိဘတွေရောက်လာပြီလားမေးလို့လက်ပြန်တူထောင်ပြလိုက်ကြပါတယ်အဖေနှစ်ယောက်ဖြစ်နေလို့ဆီယမ်မကအနှဲငယ်တုံဆိုင်သွားပေမဲ့နောက်ကမဟုတ်ပဲတူပါလို့တိကုဆရာဝန်ကပြောလိုက်တာမို့ကျောင်းလူရောက်လာရင်ဆောင်းဆိုင်ခန်းထဲကိုလွှတ်ပေးဖို့မှာသွားပါတယ်ဒါကိုမကျေနပ်တဲ့ဆုံတော့ဝန်ကတိကုဆရာဝန်အနားကိုကတ်သွားလိုက်ပြီးဘာလို့သူများနေရဝန်ထိုင်နေရတာလဲမေးတော့သူကယွင်းကျူအဖေဖြစ်လို့ထိုင်းနေကြောင်ပြန်ပြောကနှစ်ယောက်သားတမိလူနေကြပြန်ပါတယ်ယွင်းကျူနဲ့အမေဖြစ်သူကလမ်းမှာကားပိတ်တာနဲ့ကျုံနေရပြီးယွင်းကျူချောင်းဆိုးနေတာတွေ့လို့အစင်ပြေလားမေးတော့အစင်ပြေပါတယ်ပြန်ဖြေချိန်တိကုဆရာဝန်အဖေစီကဖုံးဝင်လာပါတယ်ဘာကြောင့်မရောက်လာသေးတာလဲမေးတော့ကားပိတ်နေလို့ဖြစ်ကြောင်းနဲ့ယွင်းကျူချောင်းဆိုးနေလို့ဆေးဆိုင်ကိုဆေးဝင်ဝယ်ဖို့လိုအောင်ဖြစ်ကြောင်းပြောလိုက်ပါတယ်။တမီးဖြစ်သူကအဆင်ပြေပါတယ်စိုးနေပေမဲ့မိခင်ဖြစ်သူကတော့ခလေးစကားနားမထောင်ပေးခဲ့ပါဘူး။တိကုဆရာဝန်နဲ့ဆုံတော့ဝန်တို့ကတော့ခုံတခုံကိုနှစ်ယောက်လူထိုင်နေကြရင်ဒီကိုဘာကိစ္စရောက်လာတာလဲမေးတော့သူကမိမနဲ့သာကွာရှင်းခဲ့တာဖြစ်ပြီးတမီးဖြစ်သူနဲ့ကွာရှင်းမထားရသေးတာမို့သူသမီးထံလာကြောင်းပြောပါတယ်။လက်ရှိမှာသူကတရားဝင်အဖေဖြစ်နေပြီမလို့နည်းနည်းလောက်လေးစားမှုလေးထားစမ်းမှာပြောတော့ငါကမင်းထက်12နှစ်လောက်ကြီးတာမို့အဲ့ဒီလိုတွေမလို့ကြောင်းဆိုကလေလေချလိုက်ပြီးထွက်လာတဲ့အနံ့စိုးကိုသူကအရင်နှာခေါင်းပိတ်လိုက်ပြီးတိကုဆရာဝန်ကိုအပြစ်ပုံချပါတယ်။ယွင်းကျူရဲ့အမေကစေကန်းတွေကိုဆေးဝင်ဝဲချိန်သူတို့ကအနာကိုစုံတယောက်ကကတ်လာလို့ကြည့်လိုက်တော့ပြန်ပေးသမားတွေဖြစ်နေပါတယ်။ပေးချင်တဲ့ message ကတော့တာရမီစကားနားထောင်တတ်တဲ့မိဘများဟာဘယ်တော့အခါမှဒုက္ခရောက်မှာမဟုတ်ဘူးဆိုတာပဲဖြစ်ပါတယ်။ပြန်ပေးသမားတွေကိုတိုင်ဖို့တီကုဆရာဝန်ကရဲစခန်းကိုဖုံးဆက်နေပြီးမို့ဖုံးကိုဆွဲလို့လိုက်ရကရဲကိုတိုင်လိုက်ရင်ကလေးကမိမပါအတက်ခံရမှာမသိဘူးလားအယူကောင်လို့ဆိုပါတယ်ဒီလိုဆိုလဲတခုခုလောက်လို့ရဲစုပ်ရက်လို့ဆဲနေပြီးငါ့ကိုရဲစုပ်လို့ဆဲနေသလားခွေးဆရာဝန်ကောင်ရလို့ပြန်ဆဲရင်ရန်ဖြစ်နေကြပြန်ပါတယ်လောလောဆယ်ကားကိုရှေ့ကြည့်မှမို့ပြောရင်အခုဘယ်တော့နေတာလဲမေးတော့မင်းတော့ကျင်နေတဲ့ရဲစခန်းကိုလို့ဆိုပါတယ်ခဏနေရင်မာတိုကျွန်းကိုအမှုစစ်ရုံကိုပို့တော့မှာဖြစ်လို့အမှုစစ်ရုံကိုရောက်သွားရင်ပြန်ထုတ်ဖို့မရနိုင်တော့တာကြောင့်တွဲပြောင်းတဲ့အချိန်မှာထုတ်ရမယ်လို့ဆိုပါတယ်ဒီလိုဆိုသူကဘာလို့ပေးရမလဲမေးတော့မင်းရဲ့ဆေးရုံကိုပြန်သွားပြီးခွေး
ခွေးစာကျွေးနေရင်ရပြီလို့ပြောနေပြန်တာကြောင့်အတူပေါင်းပြီးပူပေါင်းဆောင်ဆန်းစစ်ရေးလောက်ရမယ်မဟုတ်လားလို့ပြန်ပြောပါတယ်ကားတော့မောင်းတတ်တယ်မို့လားလို့မေးတော့ပြန်ကားမောင်းလူတွေတော့အရှုံးပေးရသူဖြစ်ပြီးတောင်တက်တာနဲ့လေဟုံစီးတာလိုမျိုးတွေပါရတဲ့အပြင်သူ့အကြိုက်ဆုံးအလုပ်ကစွန့်စားအားကစားတွေဖြစ်ကြောင်းပြောပါတယ်အဲ့ဒီလိုဆိုစစ်ဆေးရေးရုံးကိုသူမောင်းလာတဲ့အခါတမင်တကာမတော်တဆမှုဖြစ်သွားအောင်သူကားကိုဝင်တိုက်ဖို့ပြောပြီးအဲ့ဒီအခါမာတိုကျွန်းကိုလှည့်ထုတ်ကြမယ်လို့တိုင်ပင်ချိန်ပါတယ်ဒီလိုဆိုတင်ချာနည်းကိုအခြေခံပြီးဘယ်သူမှလည်းမထိခိုက်စေဖို့ဘေးဘက်ကိုတိုက်မှဖြစ်ပြီးကားကို135ဒီဂရီလန်တွားအောင်လုပ်လိုက်ပါမယ်ပြောနေလို့အခုမင်းနောက်နေတာတော့မဟုတ်ဘူးမလားလို့ပြန်မေးကြည့်ရပါတယ်။ထောင်ထားလေးရှိတဲ့တရားလေးကိုလက်နှချောင်းနဲ့ဖိပြီးခွဲပြလိုက်တာကြောင့်ဝါကနေဖြစ်သွားတဲ့စုံတော့ဝံကိုကျွန်တော်ကတောင်းလက်တက်နိုင်ပြီးတော့စွန့်စားအားကစားဆိုတာဘာတွေလဲတီကောတည့်ရလာမေးကြည့်တော့ကြားထိုးနည်းနဲ့ကက်ကိန်းလိုမျိုးအရာတွေမဟုတ်လားလို့ဆိုပါတယ်။အဲ့ဒါတွေခဏထားပြီးကားကိုရွေးတဲ့အခါလူများမျက်လုံးထဲမထင်ပေါ်စေမဲ့တာမန်ကားကိုယူလာပါလို့ပြောတော့ဒီလိုစစ်စင်ရေးနဲ့ကွက်တိကန့်ညီတဲ့ကားသူ့မှာရှိတာကြောင့်စိတ်မပူဖို့ပြောပါတယ်။ထုံတော့ခွန်တယောက်မာတိုကျွန်းပါတဲ့ကားကိုမောင်းလာပြီးဖြစ်ပြီးခါနောက်နေတဲ့အဖွဲ့သားတွေအားလုံးကိုထိုင်ကုန်ခပတ်တွေအတင်းပတ်ခိုင်းနေပါတယ်။ဒီရှေ့နားလေးတွေကိုဘာကြောင့်ပတ်ခိုင်းနေရတာလဲပြန်မေးနေလို့သူပတ်ဆိုတဲ့အမိန်ပေးရင်ပတ်ထားဖို့ထပ်အမိန်ပေးနေလို့အားလုံးလိုက်နာကြရပါတယ်။မိဘရောက်လာပြီးတိကုဆရာဝန်ကားကိုလိုက်ရှာကြည့်တော့ဂျိုးပေါက်နေတဲ့တိကုစေကန်းကကားကိုမောင်းချလာလို့မျိုးလုံးအစုံပြည့်ဆက်သွားရပြီးသူ့ကိုလက်လန်းပြနေတဲ့တိကုဆရာဝန်ကောင်ကိုအန်ကျိတ်ပြီးဆက်ပစ်လိုက်ရပါတယ်။ကားကို135ဒီဂရီလန်ထောင်းအောင်တိုက်ရမှာဖြစ်လို့လက်အိတ်တွေပါကောက်ဝတ်လိုက်ပြီးတေချာပြင်ဆင်လိုက်ပါတယ်။တေချာတက်ချက်ထားတဲ့အတိုင်းတနာရီကို100ကီလိုမီတာနှုန်းအပူချိန်22ဆယ်စီယပ်နဲ့ဘန်ကားရဲ့အလေးချိန်မျှကြီး6အချိုး4တို့ကိုအတိအကျတွက်ချက်ကတနာရီ90ကီလိုမီတာနှုန်းနဲ့ဘယ်ဘက်ကိုကွေးလိုက်မယ်ဆိုလျင်39ဒီဂရီတောင်ချိုးနဲ့ဘိန်းချော်ရလေးပါကြံခဲ့မှာဖြစ်ပြီးကားနောက်ဘိန်းရဲ့ဘယ်ဘက်21စင်တီမီတာအကွာနေရာကိုဝင်တိုက်လိုက်မယ်ဆိုသူတို့လိုချင်တဲ့135ဒီဂရီလန်တွားမှာဖြစ်ကြောင်းအုံနောက်ထံမက်ဆေ့အရင်ပေးကကားကိုစတင်ဆက်နှိုးလိုက်ပါတယ်။တစ်ဖက်ကမီးစိမ့်လာပြီးဖြစ်လို့နှစ်ယောက်အချက်ပြလိုက်ပြီးနောက်စတင်လှုပ်ရှားကြပါတယ်။တွက်ချက်ထားတဲ့အတိုင်းဂျိုးပေါင်းနေတဲ့တိကုစေကန်ကားနဲ့နှစ်ယောက်မျက်စိစုံမိတ်ပြီးတုံးတိုက်ကြားကိုက်ဆိုတဲ့စိတ်နဲ့အပြင်းအထန်ဝင်ကျုံကြပါတယ်။မျက်လုံးတွေပြန်ဖွင့်လာကြတော့ဘာမှမဖြစ်ဖဲရှိနေကြလို့ကားဖော်ကလူတွေကဘာတွေလုပ်နေကြတာလဲလို့ထအော်ကြပါတယ်။ကားနှစ်စီးက16လက်မှတ်လောက်အတိအကျလွှဲသွားတာဖြစ်ပြီးအစီအစဉ်ကမအောင်မြင်တော့လို့ခွေးတာလို့ဆဲနေချိန်ဘေးဘက်ကကားတစ်စီးကဝင်တိုက်ပြလိုက်တာကြောင့်အခုမှပဲ360ဒီဂရီပုံစံနဲ့လွတ်ထွက်သွားပြီဖြစ်ပါတယ်။ဒီတော့မှကားတွေကဆုံတော့ဝံကိုတွားထူပေးခဲ့ပြီးမာတိုချင်းကိုလည်းတိကုကားပေါ်ဆွဲတင်လာပါတယ်။သူတို့ကိုဝင်တိုက်တဲ့သူကတော့ရုံးကန်ပဲဖြစ်ပြီးသူကတော့မာတိုချင်းနောက်ကိုလိုက်နေတာလည်းဖြစ်ပါတယ်။ရဲစခန်းမှာတော့မကြသေးခင်ကမှပြန်လွတ်သွားတဲ့ရုံးကန်ကိုတရားခံအဖြစ်နဲ့မှတ်ယူလိုက်ကြပြီးတိကုဆရာဝန်ကိုတော့ရုံးကန်ဘက်ကမဟုတ်ရင်မာတိုချင်းဘက်ကဖြစ်မှာပေါ့လို့မြမနီမြမဟန်ကိုတုံးကကောက်ချက်ချကြပါတယ်ဒီလိုဆိုတိကုစီကန်းကကားကောဘယ်လိုကြောင့်ပါလာရတာလဲမေးတော့ညံကောင်းလွန်းတဲ့ကိုရီးယားဆိုင်းတီဟာကစစ်ဆက်နေကြတဲ့အတွင်ဆောင်မှုလို့ပြန်ဖြေပါတယ်တိကုဆရာဝန်နဲ့ချွန်းရှိတို့ကကားတော့လူကြတာကိုအကြိမ်ကြိမ်ပြန်ရစ်ကြည့်ကြပြီးဒါကတော့ချွန်းရှိရဲ့အစီအစဉ်တွေပဲလို့ကောက်ချက်ချပါတယ်ထို့နောက်ဝန်ချွန်းရှိထံဖုန်းခေါ်လိုက်တော့ကားဘော်ကချွန်းရှိကကန်ရမလားမကန်ရမလားစဉ်းစားနေစဉ်လမ်းမော်ကစပီးဘက်ကိုတက်လိုက်မိလို့ဖုန်းကန်မိတာဖြစ်သွားပြီးဘာမှပြန်မပြောတဲ့ချွန်းရှိကိုဖုန်းပြန်ဖြေဖို့အခက်တွေ့နေသလားနဲ့မင်းရဲ့အစီအစဉ်တွေကိုတိထားကြပြီဖြစ်ပြီးအားလုံးကလည်းအပြေးအထောက်ပံ့မှုပေးတော့ကြမှာဖြစ်လို့အစီအစဉ်ပေါ်စိတ်နဲ့ထားဖို့မှာကဖုံးပြောလို့ရတဲ့အခြေအနေဖြစ်လျင်တော့အကြောင်းပြန်ပေးရမှာပြီးဖုံးချသွားပါတယ်။ဘာတွေပြောနေကြတာလဲမေးကြည့်တော့သူကိုယ်တိုင်လည်းဘာတွေပြောနေမှမသိကြောင်းဒါပြန်ဖြစ်နိုင်ပါတယ်။တစ်ဖက်ကမာတိုကျွန်းကောင်မလေးကတော့မျက်လုံးအတွက်မျက်လုံးတွားအတွက်တွားဖြစ်တာကြောင့်သူ့ယောက်ျားကိုဖမ်းထားတဲ့ရဲသားကြီးအတွက်သူမိန်းမနဲ့သူ့မိသားစုကိုခဏချုပ်ထားရတာဖြစ်ကြောင်းဆိုပါတယ်။ဒါပေမဲ့နင်ပြောတာကတစ်ခုမှန်ပြီးတစ်ခုကမှားနေတယ်လို့ပြောပြရပြီးနင်ပြောတဲ့ရဲကလက်ရှိခင်မွန်းမဟုတ်ပဲခင်မွန်းဟာဖြစ်ကြောင်းပြောပြတော့မှအားကြတဲ့လေတန်းနဲ့ကံကောင်းလွန်းတဲ့အတော်ကြီးပဲလို့ချီးကျူးပါတယ်။လက်ရှိခင်ဝင်းကတော့ဘာလဲမေးကြည့်တော့ဆရာဝန်အလုပ်လောက်ကိုင်နေသူဖြစ်ပြီးအထူးတပ်ဖွဲ့ဟောင်းလည်းဖြစ်ကထိုးဖောက်ဝင်ရောက်မှုဖောက်ခွဲဖျက်ဆီးခြင်းထောက်လှမ်းရေးတည်င်းစုဆောင်းမှုနဲ့အကြမ်းဖက်မှုကိုတံပြန်နှိမ်နင်းမှုဆိုတဲ့ဂုဏ်ပုဒ်တွေရွတ်ပြနေလို့နေ့ယောက်ျားဘာဖြစ်ဖြစ်စိတ်မဝင်စားပဲငါယောက်ျားကိုဒါပြန်လို့ကျင်တာဖြစ်ကြောင်းပြောကလင်ထိတ်ထားဆန်ပြိုင်နေကြပါတယ်တိကုကားပေါ်က3ယောက်ကတော့စောစောကကားနဲ့ဝင်တိုက်လိုက်တဲ့သူကဘယ်သူလဲမေးကြတော့သူ့လူတွေလည်းဖြစ်နိုင်ပေမဲ့သူလည်းတိချမတည်ဘူးပြောတော့တိကုဆရာဝန်ကဒူသားနဲ့တိရစ္ဆာန်တွေဟာဆင်တူးနေကြပြီးမျက်လုံးတွေလှုပ်နေပုံရဒါကလိမ့်နေတာဖြစ်ပြီးရှာလှုပ်နေတာကတော့စိတ်ပျော်နေတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့နရွက်ခါတာကတော့နားမထောင်ခြင်းနဲ့အဓိပ္ပာယ်ဖြစ်ကြောင်းတွက်ချက်ပြနေပြီးသူမိမနဲ့ကလေးတွေရဲ့နေရာမေးတော့ GPS ရှိမှသာပြောပြနိုင်မှာဖြစ်ကြောင်းနဲ့လောလောဆယ်တော့ရှိတဲ့မောင်းဖို့မြောက်လို့ပြောနေလို့ပြောရဆိုရခတ်နေတဲ့မာတိုကျွန်းရဲ့လေပင်ကိုခွေးဟောက်နာတားဆီးတဲ့ဆက်တစ်ခုတက်ပြီးလိုက်ပါတယ်အဲ့ဒီနောက်မိမနဲ့ကလေးကိုဘယ်မှာချုပ်ထားတာလဲထပ်မေးကြည့်တော့တောင်ဆက်လောက်ပြနေတဲ့ဒိုကျွန်းကိုဆက်ကိုနှိပ်ပြီးတင်းအောင်လုပ်လိုက်တော့မှငြိမ်ကျသွားပါတယ်ထုံထုံဝန်တို့ရုံကန်ထဲကိုတည်င်းနောက်ကလာရောက်ထောက်လှမ်းနေလို့ဒီနေရာကကတ်တက်နေပြီဖြစ်လို့ထွက်သွားဖို့လို့ပြောတော့ပို့ဆောင်ရေးကဂျားဖြတ်တိုက်ခိုက်ခံရတာနဲ့မာတိုကျွန်း
လွတ်နေတဲ့ကိစ္စတွေဟာချွတ်ရှိရဲ့အစီအစဉ်တွေလာမေးနေတဲ့အပြင်အထက်ထိပါဝန်ဆက်စုဖို့လုပ်နေလို့အပြင်ကိုမောင်းထုတ်လိုက်ရပါတယ်ကားပေါ်က3ယောက်ထံဗီဒီယိုကောနဲ့ဖုန်းခေါ်ဆိုလာလို့ဟွမ်ချွတ်ရှိဖုန်းကင်လိုက်တော့ရှင်မဟုတ်ဘဲတကယ်တရားဝင်ယောက်ျားကိုပဲဖုန်းပေးလိုက်ပါပြောနေလို့တောင်အန်းနေပေမဲ့တီးကူဆရာဝန်ကဆွဲယူလိုက်ပြီးမင်းယောက်ျားကိုခေါ်လာပြီးဖြစ်လို့ကလေးနဲ့မိမကိုပြပါလို့တောင်းဆိုတော့တမီးဖြစ်သူကို2ယောက်လူပြီးတယောက်တစ်ချမ်းစီဖုန်းပြောနေကြပြန်ပါတယ်အားလုံးအိုကေတဲ့အခြေအနေမို့ရှင်တို့ဒီမလာခင်တခြားတနေရာဝင်ဖို့လိုတယ်ပြောကသူမအလင်းစလိုထွက်လာခဲ့ရတာမို့နာဘီကိုမယူခဲ့ရကြောင်းပြောကအဲ့ဒါကိုတော့သူတို့3ယောက်ကိုဝင်ယူခဲ့ဖို့ပြောနေလို့မာတိုကျွန်းရုံခန်းရှိရာကိုရောက်သွားကြပါတယ်ထိပ်ပိတ်ခံထားတဲ့မာတိုကျွန်းတို့ရုံရောက်တော့အဆောင်ကျနေတဲ့တာဝန်ကျရဲဘော်2ယောက်ကိုကျင်းစင်းကျက်ဆွတ်ပြုတ်ဝယ်စားဖို့ပတ်စံအနေငယ်ထုတ်ပေးပေမဲ့အနေငယ်စဉ်းစားမှုပေါ်နေလို့အဲ့ဒီထက်ပိုကောင်းတဲ့ဟာစားနိုင်ဖို့နောက်ထပ်အပိုထပ်ထုတ်ပေးလိုက်တော့မှညစာဆက်ရန်ထွက်သွားကြပါတယ်ဒီတော့3ယောက်သားအပေါ်ကိုတက်ပြီးဝင်းယူကြချိန်ရုံးကန်ရဲ့တပည့်တယောက်ကလည်းနောက်ကနေနောက်ရောက်ခံလိုက်နေပြီဖြစ်ပါတယ်သူတို့ရုံးကန်နေရာကိုရောက်တော့မာရိုချွန်းတယောက်တချင်းဖွပြီးကခုံနေလို့2ယောက်သားပါဇက်အဟောင်းသားနဲ့စောင့်ကြည့်နေရပြန်ပါတယ်အမှန်တော့ဒါကလှုပ်ဝက်ခလုတ်တွေဖြစ်ပြီးခဏအကြာမှာတော့အောက်ဘက်ကနေအစမြင့်နည်းပညာတစ်မျိုးနဲ့လှုပ်ထားတဲ့ AI program စက်ပစ္စည်းတစ်ခုထွက်လာလို့အန်အော့မှတ်တက်ကြရပြန်ပါတယ်ချွတ်ရှစ်ကအဲ့ဒီအရာကိုပေးဖို့တောင်းတော့မပေးချင်ဖြစ်နေပေမဲ့လေဘင်းကခွင်းနဲ့ချိန်ချောက်နေလို့ပေးလိုက်ရပါတယ်အတက်ကိုယင်ပြီးဒါကိုရအောင်လာယူတာဆိုတော့အတော်တန်ဖိုးကြီးမှပေါ့လို့ပြောတော့ဈေးပြတ်မယ်ဆိုရင်တော့100 ဘီလီယံလောက်တန်ကြောင်းပြောနေတာကိုရုံးကန်တို့အဖွဲ့ကလည်းခိုးပြီးနားထောင်နေကြပါတယ်။အဲ့ဒီနောက်ဟွမ်ကျွေးရှိတို့နောက်ကိုနောက်ရောက်ခံလိုက်လာကြတဲ့ရုံးကန်ကိုမာတိုချင်းကမြင်ပြီးမှတ်မိသွားလို့အဲ့ဒီကောင်ကမွေးရစေလုပ်ငန်းကိုသူနဲ့ပူးပေါင်းမလုပ်ခဲ့လို့သူ့ကိုလိုက်တက်ဖို့ကြိုးစားနေတာဖြစ်ပြီးသူတို့ကိုကားနဲ့ဝင်တိုက်ခဲ့တဲ့သူကလည်းသူပဲဖြစ်နိုင်တာလို့ပြောတော့မျက်ခြေဖြတ်နိုင်ဖို့လမ်းကြားတွေကနေပတ်မှောင်ဖို့ကြိုးစားကြပါတယ်။နောက်ကနေကက်လိုက်လာနေကြလို့တီကူဆရာဝန်ကိုမင်းရဲ့အားကစားစိတ်ဓာတ်နဲ့ကားကို135ဒီဂရီလှည့်ပတ်မောင်းနိုင်တဲ့စကေးတွေဘယ်ရက်ကုန်လာလဲလို့ဆွပေးလိုက်တော့မှလွတ်နေတဲ့ကားပါကင်တနေရာတဲကိုကားကိုဆွဲပြီးရက်လိုက်ကကားစတီယာတိုင်းကိုအရန်တစ်ခုနဲ့စားထိုးပါတယ်အပြင်ကို180ဒီဂရီလှည့်ပြောင်းအကွက်နဲ့စထွက်လိုက်ပြီးမြဲပြန်လာတဲ့ရုံးကန်တို့ကနဲ့ထိတ်တိုက်တွေ့နေပြန်လို့ဗရိတ်အမြန်အုပ်လိုက်ရပါတယ်ရုံးကန်တို့ဘက်ကသူတို့ကားဆရာကိုစိတ်မပူဖို့နဲ့အဲ့ဒီကောင်တွေကိုတကွက်ပြလိုက်လို့အားလုံးဝမ်းမြောက်ပေးလို့အားတက်ရောဝိုင်းအော်ပြီးအားပေးလိုက်ခြင်းသူ့ကိုချက်ပြခိုင်းနေမှလို့ဝင်းတစ်ချက်တီးပြပါတယ်တစ်ဖက်ကတီကုဆရာဝန်ကလည်းရှေမီအဖွင့်ပိတ်လုပ်ပြနေလို့ဝင်းကိုဆက်မပြတ်ပြန်တီးပြချိန်တီကုဆရာဝန်ကကားကိုနောက်ပြန်မောင်းထွက်ပါတယ်ဒီတော့မှသူတို့လည်းအမြင်လိုက်လာကြပြီးရုံးကန်ကသူ့တစ်ဘက်ကိုကားနဲ့တိုက်ထုတ်ပြီးရှင်းပြခိုင်းနေပြီမို့ကားကိုအချိန်တင်လိုက်ချိန်လမ်းဆုံးနေပြီမို့ကားကို90ဒီဂရီချိုးပြီးကွေးလိုက်ကြရပါတယ်နောက်တစ်ချိန်ထပ်ပြီးအချိန်တင်မောင်းထွက်လာပြီးမြဲနောက်ကထက်ချက်မကွာလိုက်လာကြပြန်ပါတယ်တနေရာရောက်တော့တစ်ဖက်ကရက်ထားတဲ့ကားတွေနဲ့တစ်ဖက်မှာကြောင်လေးတစ်ကောင်ငုတ်တုတ်ထိုင်းနေလို့တီကူဆရာဝန်စိမ့်တဲ့ကားဆရာကကားကို35ဒီဂရီဆောင်းချပြီးမောင်းပြနေလို့အလန်တကြအော်ဟစ်နေကြရပါတယ်ငါတို့ကကားကိုနိုင်ရန်ဘော်ကဖြတ်မောင်းလာကြတာလားလို့သူ့ကိုချင်းမွန်းလိုက်တာမို့အနှဲငယ်ဆိတ်လွတ်သွားတဲ့တီကူဆရာဝန်ကအစင်းနဲ့လဲပြောင်းအပွက်ဆိုပြီးအချိန်တင်မောင်းရင်လက်ချလိုက်တာမို့ကားစတီယာတိုင်းတွေပါကျွတ်ချက်ကုန်ကအကုန်ဝင်တိုက်ပြီးရက်တန်သွားခဲ့ပါတယ်မာတိုကျွန်းတယောက်ဒါကိုအခွင့်ကောင်းယူပြီးဒိုဘီကိုယူကထွက်ပြေးသွားပြီးမှနောက်ကလိုက်ဖန်ကြရပြန်ပါတယ်ထိုအချိန်ရုံးကန်တို့အဖွဲ့တွေလည်းရောက်လာကမာတိုကျွန်းကိုဝိုင်းလိုက်နေကြပါတယ်လမ်းကြားတွေထဲကိုပတ်ပြေးနေတာမို့အဖွဲ့ခွဲပြီးလိုက်ကြချိန်မွေးရစေအနှံ့ကိုခံနိုင်တဲ့ရုံးကန်ကပဲမာတိုကျွန်းကိုမှန်အောင်လိုက်လာနိုင်ပါတယ်စုံတော့ကွာနဲ့တီကူဆရာဝန်တို့ပြန်ဆောင်နေကြပေမဲ့မာရိုကျွန်းကိုမတွေ့ကြရသေးပဲမာရိုကျွန်းနောက်ကိုလိုက်နေတဲ့ရုံးကန်ကတနက်ပြစ်ဖောက်လိုက်တော့မှအတန်ကြရဘက်ကိုပြေးကြပါတယ်အနီးကပ်ပြီးတနက်နဲ့ချိန်ရွဲနေတဲ့ဂင်ရုံးကန်ကိုသူ့လက်ထဲမှာရှိတဲ့အရာကအရန်တန်ဖိုးကြည့်တာမို့ဝဲချင်းချင်းတောင်မရနိုင်တဲ့ဒီအရာကိုအလကားပေးရမယ်လို့ဆိုကအောက်ကိုချလိုက်ပြီးအောက်ကမြေကြီးမုံကိုလက်ထဲဆုပ်လာလိုက်ပါတယ်သူဘယ်သူလဲဆိုတာတကယ်မသိတာလားပြန်မေးနေပြန်လို့ဗယံပရာတွေလက်ပတ်ပြောရင်လက်ထဲကမြေမုံနဲ့ပတ်ဖို့လုပ်ပြီးမဲ့တနက်ထဲကကြည်စံကအရင်ထွက်လာတာမို့6ထဲကိုကြပြီးအဆုံးတက်သွားပြီဖြစ်ပါတယ်ပြည့်ရှိတို့ရောက်လာတော့ AI program တစ်ခုသာကြံရိပ်ခဲ့ပြီး6ကမ်းမတဲ့ကိုငုံကြည့်ကြတော့မှတစ်ပစ်မှာထစ်နေတဲ့မာရိုကျွန်းကိုတွေ့ရလို့ကျိုးတွေပြန်ယူကဆင့်ငယ်ကြရပြန်ပါတယ်မင်းနေတဲ့မာရိုကျွန်းကိုသတိပြန်ရလာစေဖို့လှုပ်နှိုးပေမဲ့နိုးမလာတာကြောင့်လေဘင်းမှာတက်ထားတဲ့ဆက်နဲ့နှိုးပေးလိုက်ပါတယ်အပေါ်ကိုဆွဲတင်ကြတော့အောက်ကျထားတော့ကဘာမှမဖြစ်ပေမဲ့အပေါ်ဆွဲတင်ခံရတော့မှတောင်ဆောင်ကကြောက်သားတွေနဲ့တိုက်နေလို့မတေယုံတမယ်လေးအပေါ်ပြန်ရောက်လာပါတယ်ပြန်လာနေကြပြီဖြစ်တဲ့ရုံးကန်တို့အဖွဲ့ကတော့အရင်လူတွေပြန်ဆုထားပြီးပြီလားမင်းနေလို့ခေါ်ထားပြီးဖြစ်ကြောင်းပြောကဒါနဲ့ AI program ကယူလာခဲ့တဲ့မူလားမေးတော့အဲ့ဒါမျိုးကိုငါကဘာလို့ယူလာရမှာလဲပြန်မေးနေလို့အားလုံးရဲ့အကြည့်တွေကသူ့စီရောက်သွားကြပါတယ်အောင်နိုင်လူတယောက်လိုဖြစ်နေတဲ့ရုံးကန်ကိုအဲ့ဒါက100ဘီလီယံလောက်တန်ကြောင်းပြောပြတော့မှအဲ့ဒါကဒီအတိုင်းကွန်ပျူတာ CPU တစ်ခုပဲဆို1000လောက်ပဲမဟုတ်ဘူးလားပြန်မေးနေလို့နောက်ကတပည့်ဖြစ်သူကခက်အခါနဲ့လိုက်လုံးကြီးရွှေဖြစ်အောင်လဲနေပါအောင်လို့ပြန်အောနေရပါတယ်တစ်ဖက်မှာတတိပြန်လစ်နေပြီဖြစ်တဲ့မာရိုကျွန်းကိုကြည်စံအရင်ထုတ်ဖို့လိုတာကြောင့်ခုဆရာဝန်ကဆေးရုံပို့ဖို့ပြောတော့ဆေးရုံပို့လို့မရတဲ့အခြေအနေကိုမေးနေတာလားလို့ပြန်ဟုတ်ပါတယ်အကယ်၍ဆေးရုံမပို့ခဲ့လို့မာရိုကျွန်းနာတည်သွားရင်ရွှင်းကျူနဲ့ရှိနေတို့ကိုဘယ်လိုကဲတော့မလဲပြန်မေးနေလို့မင်းကဆရာဝန်မဟုတ်ဘူးလားလို့ပြန်တတိပေးရပါတယ်
တို့ပေမဲ့သူကတိကုဆရာဝန်ဖြစ်ကြောင်းပြန်ပြောတော့အဲ့ဒီကောင်ကိုလူလို့တဘောမထားပဲခွေးလို့ပဲတွေးလိုက်လို့အကြံပေးလိုက်တော့မှခွေးလောက်တောင်အရေးမပါတဲ့ကောင်ဆိုပြီးမှတ်ကကြည်စံကိုထုတ်ဖို့ပြင်ပါတယ်ထို့နောက်နှစ်ယောက်သားဘိုက်ထဲဝင်နေတဲ့ကြည်စံကိုခွဲထုတ်လိုက်ကြပြီးငရာကိုပြန်ချုပ်ပေးလိုက်တော့မာတို့ကျွန်းတယောက်နှလုံးခုန်နေမြန်လာပြီးတတိပြန်လက်သွားလို့ဘာဖြစ်တာလဲမေးတော့ဖက်စိတ်ပြီးနောက်ပိုင်းရှော့ဖြစ်တာမျိုးဖြစ်ကြောင်းဆိုပါတယ်ဒီတော့မှနှလုံးခုန်လာအောင်အရေးပေါ်အတက်ကန်နီလန်တွေတုံပြီးကြိုးစားပေမဲ့ဘာမှထူးမလာလို့ပါဇက်ကနေလေကိုဆုတ်ထုတ်ခိုင်းပါတယ်ဒါကလည်းအလုံးမဖြစ်တာမို့လေပင်ကဆက်ကိုမြင်ပြီးနှလုံးပေါက်ကိုတက်ပေးကဆက်ကိုဖွင့်လိုက်တော့မှမာရိုကျွန်းတယောက်ပြန်အတက်ဝင်လာပါတယ်တွေးတွင်းဖို့လိုနေတာကြောင့်မာရိုကျွန်းကိုဘာတွေးမျိုးစားလဲမေးကြည့်တော့ဘီတွေးလို့ဆိုပါတယ်တီကုဆရာဝန်ကိုမင်းကဘာတွေးလဲမေးကြည့်တော့အေတွေးဖြစ်လို့ဘီတွေးပိုင်ဆိုင်ထားတဲ့ဆုံးတော်ကြီးကတွေးလူဖို့လောက်ရပြန်ပါတယ်ရုံးကန်တို့အဖွဲ့ကတော့ AI program ကမာရိုကျွန်းမှာမရှိတော့လို့လာခဲ့သွားပြီဖြစ်ကြောင်းကောက်ချက်ချလိုက်ပါတယ်။ထုံတော်ကြီးကတော့စုံတော့ပြီးသူ့ဇနီးဟောင်းနဲ့တိကုဆရာဝန်တို့ဘလို့တွေးခဲ့ကြလဲမေးတော့သူပထမဆုံးစိတ်ကန်းဖွင့်တဲ့နေ့မှာလမ်းဘေးခွေးလေးကိုကယ်ရင်ကားမတော်တဆမှုလိုမျိုးဝင်ရောက်လာခဲ့တာလို့ပြောပြတော့ဒီလိုဆိုကားမတော်တဆမှုကြောင့်လားလို့မေးနေလို့ကားမတော်တဆမှုလိုမျိုးအချစ်ဆိုတာရုတ်တရက်ဝင်ရောက်လာတဲ့အကြောင်းဆိုပါတယ်။မာရိုကျွန်းပြန်တတိရလာတော့အခုမှငါလဲဇက်ရည်လေသွားတော့တာဖြစ်ပြီးတယောက်ကခင်ပွန်းဟောင်းနဲ့တယောက်ကလက်ရှိခင်ပွန်းလို့ဆန်းနောက်ပါတယ်။ဒါနဲ့မင်းလိုစေတမန်ကတော့အခုလိုချစ်စရာကောင်းပြီးညံကောင်းလွတ်တဲ့မိမကိုဘယ်လိုရခဲ့တာလဲမေးတော့သူတို့နောက်ကြောင်းကိုပြန်ပြောပြပါတယ်။အရင်ကသူမိမဖြစ်သူကသူနဲ့တိကျခပ်ပါစီဖြစ်ပါတယ်။သူမကအမေရိကန်ပညာတော်တင်အထိတွားရောက်ခဲ့ရတဲ့ IT ကျွမ်းကျင်ပညာရှင်ဖြစ်ပြီးသူမတို့အစည်းအဝေးလုပ်နေချိန်မာတို့ကျွန်းကထိုနေရာကိုတွားတောင်ကျန်ရင်ကသူမနဲ့အမှတ်မထင်တွေ့ခဲ့တာဖြစ်ပါတယ်။အခြားသူတွေအတွက်ဝေဖန်စရာဖြစ်ပေမဲ့သူမတို့ကတော့အက်ဒရီနယ်လင်းတွေစတင်နိုးထွက်လာတာဖြစ်ပါတယ်။အဲ့ဒီနောက်သူမတို့နှစ်ယောက်တော့ဆွေးနွေးကြရင်ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။ဆေးမှုနဲ့အဖမ်းခံလိုက်ရပေမဲ့သူထောင်ကပြန်ထွက်လာတဲ့အခါသူမကပဲမာတို့ကျွန်းကိုလက်ခေါ်ခဲ့ကသူဆေးဖြတ်ပြီးနောက်တစ်ချိန်ရဲတွေစီအဖမ်းမခံရအောင်နေပါကတတိဖြစ်အောင်လုပ်ပေးမယ်ပြောလို့စော်ကြောက်ကောင်ဘဝကနေတထေးဖြစ်လာခဲ့တာဖြစ်ပါတယ်။ပြီးကျင်တဲ့မက်ဆီကတော့မိမတွေကိုဥဆောင်ခွင့်ပေးလိုက်တဲ့အချိန်ဟာတင်ကိုယ်တိုင်တထေးဖြစ်တဲ့အချိန်ပဲဖြစ်ပါတယ်။ယောက်ျားပြန်လွတ်ဖို့ကလေးကိုပြန်ပေးဆွဲထားရပေမဲ့ပြန်ပေးဆွဲထားတဲ့သားအမိကိုနှွေးထွေးစာဆက်ဆံနေပါတယ်။သူတို့ယောက်ျားတွေနဲ့ဆုံတွေ့ကြပုံတွေကိုဖလှယ်ပြောနေကြရင်လင်ထိတ်ထားဆံပြိုင်နေကြချိန်သူမယောက်ျားရောက်လာပြီလို့ဆိုပါတယ်မာတို့ကျွန်းတို့ရောက်လာကြတော့သူ့လူတွေအားလုံးတိုက်ခတ်ခံထားပြီးဘယ်လိုဖြစ်ရတာလဲလို့စဉ်းစားရခက်ကုန်ပါတယ်တိကုဆရာဝန်ကမာတို့ကျွန်းကိုဒါကဘယ်လိုဖြစ်တာလဲလို့ကိုကိုဆွဲမေးနေချိန်ဖုံးမိတန်ကြလို့လိုက်ရှာတော့ချိတ်ဆွဲထားတဲ့အယုတ်လေးတွေကဖုံးကိုတွေ့ကြပါတယ်ဖုံးဆက်လာသူကဂင်ယုံကန်ဖြစ်ပြီးမိမနဲ့ကလေးကိုအသက်ရှင်လျက်ပြန်လို့ခြင်းတော့မင်းယူထားတဲ့100 ဘီလီယံတန် AI program ကိုသူတို့ရှိတဲ့ကိုတောင်စီယူလာဖို့ပြောနေပြန်တာကြောင့်တွန်းအောက်သားတစ်ဖက်ထက်ဖြစ်သွားကြပြန်ပါတယ်ကိုရီးယားဆိုင်းတီဟာတို့ရုံးမှာတော့တိကုဆရာဝန်ရဲ့အချက်လက်တွေကိုအတည်ပြုနေကြပြီးစုံတော့ကွန်ကွာရှင်းထားတဲ့အမျိုးသမီးနဲ့လွင်ခဲ့တဲ့၄နှစ်ကဒုတိယအကြိမ်အိမ်အောင်ပြုခဲ့တဲ့လက်ရှိခင်ဝင်းဖြစ်ကြောင်းနဲ့မူးယစ်ခိုင်းနဲ့ပူးပေါင်းနေပြီးလို့ယူဆရတဲ့စုံတော့ဝန်ကလက်ရှိခင်ဝင်းကိုပါချင်းချောက်ပြီးအမှုတဲ့ဆွဲထည့်ထားတာဖြစ်နိုင်ကြောင်းသုံးသပ်ကြပါတယ်။ဒါကိုခိုးနှာထောင်နေသူကတော့ငစားတတင်းတောင်းပါလေးလို့နာပြီးပြောင်းရထားတဲ့ဂျူအာရာပဲဖြစ်ပါတယ်။ခိုးနှာထောင်ရတာအားမရလို့စုံတော့ဝန်တစ်တာကိုဝန်းမွေရင်ရင်းကျူထံက SOS message တွေပို့နေတာတွေ့လို့ထိုနာယူလေးကိုအလစ်တုတ်လာပါတယ်။ရုံးကန်တို့နေရာကိုရောက်လာတော့ရုံးကန်တိတာကသူနဲ့မာတို့ချင်းဖြစ်လို့မင်းနဲ့ဘာမှမတက်ဆိုင်တော့တဲ့ဒီကိစ္စမှာဒီကနေပဲအိမ်ရဖို့ပြောနေလို့အတူတူပူးပေါင်းပြီးကဲတင်ချင်းကြောင့်ပြန်ပြောပါတယ်။ရုံးကန်နဲ့ရင်ဆိုင်ရတာဟာအမှားလုံးမိတာနဲ့အတက်ပြောင်းနိုင်တဲ့ကိစ္စဖြစ်လို့ငါတို့ထက်ကတယောက်ကတော့အတက်ရှင်နေတာမှုလို့ဆိုကအိမ်ပြန်ဖို့နားချပေးမယ်မရတို့ညီနောင်တွေပဲမှုတေလဲအတူတူရှင်လဲအတူတူလို့ပြောနေပြန်လို့ညီတယောက်လိုခင်မင်းနေပြီဖြစ်တဲ့ချွန်းရှိကအချိုးတက်ကမေသေးထုတ်ပေးပြီးကားပေါ်ထားခဲ့လိုက်ပါတယ်အဲ့ဒီနောက်စကန်ကိုဖုံးဆက်ပြီးအကြောင်းကြားကသူဇနီးဟောင်းတဲ့ကလေးပြန်ပေးဆွဲခံထားရတာကြောင့်ကစားခန်းတွေကိုကဲတင်ဖို့မာတော်ကျွန်းကိုကဲထုတ်ခဲ့ပေမဲ့ရုံးကန်ကဂျာကားဝင်ဆွဲလာပြီးဖြစ်လို့အခြေအနေတွေရှုပ်ထွေးနေပြီဖြစ်ကဒီကိစ္စတွေအလုံးဖြေရှင်းဖို့သူ့ကို3နာရီလောက်ပဲအချိန်ပေးပြီး3နာရီကျော်လို့မှအဆက်တော်မရတော့ရင်ကြိုတင်စီစဉ်ထားတဲ့ message ပို့လိုက်မှဖြစ်လို့အထူးတပ်ဖွဲ့လွှတ်ပေးဖို့တောင်းဆိုတော့ပွန်ကျွန်းရှိကိုယုံကြည်ပေးလိုက်ပြီးခွင့်ပြုပေးလိုက်ပါတယ်ကျိုးတုတ်ခံထားရတဲ့လင်ထိတ်ထားဆန်တို့နှစ်ယောက်ကတော့ကလေးကိုအရင်ကယ်တင်နိုင်ဖို့ကိုပိုင်အစီအစဉ်ဆွဲကြပါတယ်ဒါကိုတဘောပေါက်သွားတဲ့မာလိုကျွန်းမိမကအဆောင်ဖတ်တီကိုပြည့်ရဲတုံးပြီးအိမ်သာတွားခြင်းကြောင့်ပူစားနေလို့အဆောင်ဖတ်တီကသူမထံအာယုံများနေစဉ်ရွှင်းကျူကကျိုးကိုဖြည့်ပေးဖို့ကြိုးစားပါတယ်တိုးပေမဲ့အစီအစဉ်ကအလုံးမဖြစ်ပဲဖတ်တီကောင်ကတွေ့သွားပြီးမှုတက်ထားတဲ့ခရာလေးတစ်ခွက်နဲ့အောက်ကိုလဲကျတော့အောင်တိုက်ခိုက်လိုက်ပြီးခန္ဓာကိုယ်နဲ့နှစ်ယောက်ပေါင်းဖိကရွှင်းကျူကိုထွက်ပြေးဖို့ပြောပါတယ်တယောက်တည်းထွက်ပြေးလာတဲ့ရွှင်းကျူကမြေကမ်းဖိရောက်လာပြီးငစားဆုံထောင်းနဲ့ပပင်တို့လို့ခမည်းကဘယ်လိုလဲမေးပါတယ်သူမကမိတွေးလောင်းလို့ပြောပြတော့ဒေါ်လေးပဲဖြစ်ဖြစ်မိတွေးလောင်းပဲဖြစ်ဖြစ်လောလောဆယ်သူမအမေကိုဟိုဘက်ခိုတောင်ထဲမှာဖမ်းခံထားရလို့ကယ်ပေးဖို့အကူအညီတောင်းပါတယ်။နောက်ကလိုက်ရှာနေပြီဖြစ်တဲ့ဖတိကောင်ရံကလွတ်ဖို့ကန့်ကတ်ထားတဲ့စပီးဘုတ်စခန်းတဲကိုရွင်းကျူကိုဖွင့်ထားလိုက်ပါတယ်။ထိုအနားကိုဖတ်တီးရောက်လာတော့မှရွင်းကျူကချောင်းဆိုးပြန်ထလာနေလို့ဖတ်တီးကောင်ကထိုဆက်လက်ထံကိုအာယုံရောက်လာပါတယ်။မလွဲထားတဲ့အဆုံငစားဆုံတော့ကဖတ်တီးကောင်နဲ့ရင်ဆိုင်ဖို့ပြင်လိုက်ပြီးဖတ်တီးကောင်ကိုအာယုံလွှဲပါတယ်။ကားပေါ်မှာပြန်တတိရလာတဲ့တိကုဆရာဝန်တယောက်ရွင်းကျူထံက SOS message တွေလက်ခံရနေပြီဖြစ်လို့တီနေရာကိုဖွင့်ကြည့်တော့ဂိုတောင်ရှိဖြစ်နေပါတယ်။ဒီလိုဆိုရင်ဂိုတောင်3စီကိုရုံးကန်တို့ခေါ်တာကထောင်ချောက်ဖြစ်နိုင်လို့နောက်ကနေလိုက်သွားရပြန်ပါတယ်။ဂိုတောင်3ကိုရောက်လာတော့လူ4ယောက်ဆောင်းနေတာတွေ့လို့တစ်ဖက်2ယောက်စီအညီမြောက်ခွဲဝေနေကြစဉ်နောက်ကတန်တို့တစ်ချောင်းစီကသူတို့ကိုပြန်ချောင်းနေခဲ့ပါတယ်။သူတို့ကိုတီးထုတ်ဖို့လောက်ကနီ
လေးမှတိကုဆရာဝန်ကလေမိုးတဲ့နဲ့ပြစ်လိုက်လို့တက်တရရသွားပါတယ်အဲ့ဒီနောက်ဂိုဒေါင်တုံးကထောင်ချောက်ဖြစ်ကြောင်းနဲ့ရွင်းကျူထံက SOS message တွေအရရွင်းကျူဟာဂိုဒေါင်ရှစ်မှာရောက်နေကြောင်းပြောပြလို့ဂိုဒေါင်ရှစ်ကိုဥတီကြပါတယ်ဂိုဒေါင်ရှစ်ကိုရောက်လာကြတော့ရုံးကန်ကိုအသေးပြင်းဖို့လုပ်နေတဲ့မာတိုကျွန်းကိုပြန်ပေးဆွဲရမှာအဓိကလိုက်နိုင်ရမယ့်စီမင်းကဒဇာခံတွေရဲ့လုံခြုံရေးဖြစ်ကြောင်းအတိပေးပါတယ်တိကုဆရာဝန်ကတော့ဒါဟာဒဇာခံတွေမဟုတ်ဘဲငါတို့မိသားစုလုံခြုံရေးဖြစ်ကြောင်းထလောက်မှကြားရပါတယ်အဲ့ဒီနောက်ဂိုဒေါင်နဲ့ကိုစတိုင်မလိုက်ရပြည့်နဲ့ရှောက်ဝင်လာခဲ့ကြပါတယ်အထက်ကိုရောက်တော့ရွင်းကျူတို့ကိုတွေ့လို့ပြေးသွားကြည့်တော့ရွင်းကျူတို့မဟုတ်ဘဲလူစုံသုံးကောင်ဖြစ်နေပြီးရုံးကန်တို့အဖွဲ့ကအင်အားများများစုပြီးအတင်းဆောက်နေကြတာဖြစ်ပါတယ်ဒီတော့မှထောင်ချောက်ကဂိုဒေါင်သုံးမဟုတ်ဘဲဂိုဒေါင်ရှင်မန်တဘောပေါက်ကြပါတယ်တိုးပေမဲ့လည်းတဘောပေါက်တာနောက်ကျသွားပြီဖြစ်လို့အားလုံးအဖက်ခံလိုက်ရပါတယ်ရုံးကန်ကဆုံတော့ဟန်ကိုမကျေနပ်ချက်တွေနဲ့ပြည့်နေလို့ရေခဲတိုက်ထဲကိုပိတ်လုံကကျွတ်တုပ်ထားပါတယ်သူထောင်ထဲမှာရှိစဉ်ကလေးကဆုံတော့ဟန်ကိုပြန်ဖမ်းမိရင်ဘယ်လိုတက်ရမလဲဆိုပြီးအမျက်စမ်းစမ်းနေခဲ့ရကြောင်းနဲ့ထောင်ရရောက်တော့မှအတွေ့ရလာကအေးခဲပြီးတရားတက်ဖို့ရွေးချယ်နိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်အခန်းအပူချိန်ကိုအနှုတ်ဘက်ရောက်သည့်အထိချောချလိုက်ပြီးအဲ့ဒါနဲ့တင်လုံလောက်တယ်လို့မခံစားရသေးတာမို့ထောင်ထဲတုန်းကသူမွင်းကျက်လာတိုင်းဆုံတော့ဟန်တီကနေရင်လည်းမွင်းကျက်ပြီးမှတေးစေနိုင်ဖို့ပလက်စတစ်အိတ်နဲ့ခေါင်းကိုဆွတ်ထားဖို့ကိုလည်းတွေးခဲ့တာဖြစ်လို့အိတ်တွေနဲ့ပဲအဆွတ်ခံလိုက်ရပါတယ်ကျိုးတုပ်ခံထားပြီးခေါင်းကိုလည်းအိတ်နဲ့ဆွတ်ခံထားလို့အကြံတစ်ခုရက်သွားတဲ့ဆုံတော့ဟန်ကခြေထောက်ကဖနက်တွေကိုချွတ်လိုက်ပြီးသူ့ခြေထောက်ကခြေအိတ်ကိုတိကုဆရာဝန်ပါဇက်နဲ့ကိုက်ချွတ်ခိုင်းကပါဇက်ထက်ကိုခြေထောက်ထိုးထည့်ကြပြီးပလက်စတစ်အိတ်တွေကိုအပေါက်ဖြစ်အောင်လုပ်ကြပါတယ်ဒီနီလန်းနဲ့ပုံမှန်အတက်ပြန်ရှူလို့ရအောင်လုပ်လိုက်နိုင်ကြပါတယ်ငစားတဲ့တောက်ကိုလည်းရုံးကန်ထန်ခေါ်ဆောင်လာပြီးဖြစ်လို့သူမကရှင်းနေကြတာဝန်ထမ်းဆောင်ထားတဲ့ဝါရင်တဲ့တောက်ဖြစ်တဲ့အပြင်ဖျိုင်မှုတွေရှင်းနေကြုတ်တွေနဲ့ပါတိတူဖြစ်လို့ရုံးကန်တို့ကိုအကူအညီပေးနေသူဖြစ်ကြောင်းပြောပြတော့ရဲမိမနဲ့တဲ့တောက်တို့ရဲ့စကားထက်လူလိန်တွေရဲ့စကားကိုတာပေါ်ယုံကြည်သူမှုအသုံးမဝင်ကြောင်းပြောကချုပ်ထားခိုင်းလိုက်ပါတယ်အထက်ကမရသူညီကိုနှစ်ယောက်ကအေးအေးတန်မခံနိုင်ကြတော့လို့အငယ်ဖြစ်တဲ့တိကုဆရာဝန်ကရှိသမျှအင်အားအကုန်လုံးကြီးတိုးပြအောင်လုပ်ကန်ကြည့်ပါတယ်အစီအစဉ်ကလုံးဖြစ်ခဲ့ပြီးကျိုးကမပြတ်ပေမဲ့ဆုံတော့ဟွာအနာရောက်သွားနိုင်လို့ခွေးစိတ်မွေးပြီးကျိုးတွေကိုကိုက်ဖြတ်ပါတယ်ဒီလိုနဲ့နှစ်ယောက်သားကျိုးချီခံထားရတဲ့ဒုက္ခကနေလွတ်မြောက်ခဲ့ကြပါတယ်အပြင်ထွက်ဖို့လုပ်တော့မှရေခဲတိုက်တကားကအပြင်ကနေလောချထားခဲ့ကြတာမို့ခွင့်မရဖြစ်ကြရပြန်ပါတယ်ဘေးကတရွင်းနေတွေ့လို့တယောက်တစ်လက်စီတကားကိုရိုက်ဖြတ်ဖို့ကြိုးစားကြပေမဲ့အေးခဲနေတဲ့အချိန်နဲ့ဖြစ်လို့တကားမပွင့်ပဲလက်တွေနာတာပဲအဖက်တင်နေပြန်ပါတယ်အပြင်ကရုံးကန်ကတော့ AI program ကိုဘာလို့လောက်ရမှန်းမသိဖြစ်နေလို့မြောက်အုံးလိရတယ်လို့ဖြစ်နေပြန်ပါတယ်ဒိုကျွင်းက AI program ကြောင့်ရှင်းပြနေလို့မင်းအင်ရှင်ကိုတိန်တုံကမင်းနောက်ကအထောက်ပံ့ပြီးခဲ့တဲ့သူရှိတယ်လို့ကြားခဲ့ရပြီးအဲ့ဒီကောင်ကဘယ်လိုလဲဆိုတော့တန်းနဲ့ချိန်မင်းနေပြန်လို့အဲ့ဒီကောင်ကနာဘီပေါ့လို့ပြန်ဖြစ်နေရပါတယ်အဲ့ဒီနာဘီဆိုတဲ့ကောင်ကိုအခုခေါ်လိုက်ဆန်းလုပ်နေပြန်လို့ဒိုကျွင်းလည်းတိုင်ပတ်နေပြန်ပါတယ်နောက်ကဒိုကျွင်းမိမကနာဘီဆိုတာကအခုရှင်းလက်ထက်ကပစ္စည်းဖြစ်ကြောင်းပြောပြတော့မှသူမဘက်ကိုလှည့်သွားပါတယ်အဲ့ဒီ AI ကအရာအလုံးဖြစ်ပြီးလက်ရှိ AI နည်းပညာတွေရဲ့နှလုံးသားဖြစ်တဲ့အပြင်သူတို့လုပ်ငန်းတွေရဲ့အဓိကတော့ချက်ဖြစ်ကြောင်းပြောလိုက်တော့မှ AI ရဲ့နှလုံးသားတွေလားဆိုပြီးအနေငယ်စိတ်ဝင်စားတော့ပါတယ်အသေးစိတ်ရှင်းပြရမယ်ဆိုရင်တာမန် GPU တစ်ခုကတစ်စက္ကန့်ကိုပေါင်းချင်းနှုတ်ချင်း310 trillion လောက်နိုင်တယ်ဆိုရင်အခု A100 GPU တွေကအခု1000ရှိတာမို့ဆက်တွက်ကြည့်လိုက်မယ်ဆိုရင်310 trillion ကိုတစ်စက္ကန့်မှာရှိတဲ့60နဲ့အရင်မြောက်ပြီးတရက်မှာ24နာရီဖြစ်လို့24နဲ့ဒုတိယအကြိမ်မြောက်ကမိနစ်60အတွက်တတိယအကြိမ်60နဲ့ထပ်မြောက်ဖို့လိုမှဖြစ်ကြောင်းရှင်းပြပါတယ်သူမက IT ကျွမ်းကျင်သူမို့နားလည်ပေမဲ့တာမန်ကွန်ပျူတာသုံးတဲ့သူတွေတောင်အလွယ်တကူနားမလည်နိုင်တဲ့နည်းပညာကိုဂင်ရုံးကန်ကိုလာရှင်းပြနေတာဖြစ်လို့လေးတန်းမအောင်တဲ့ကောင်လက်ထဲစစ်တပ်တစ်ခုလုံးထည့်ပေးလိုက်တယ်လို့ဖြစ်နေပါတယ်လူထောင်ကပြန်ထွက်လာချိန်မှာလောကကြီးကအများကြီးပြောင်းလဲသွားပြီဖြစ်ပြီးလူတွေကသူ့ကိုအကြံပေးတဲ့အတိုင်းလောကကြီးပြောင်းလဲသွားရင်သူလည်းပြောင်းလဲဖို့လိုအပ်တာမှန်ပေမဲ့သူ့လိုလူအနေနဲ့ဘာကြောင့်ပြောင်းလဲဖို့လိုအပ်မှလဲမိကအုံးဒီကိုတစ်နက်နဲ့ပြစ်ခွဲလိုက်ပါတယ်ရေခဲတိုက်ထဲကနှစ်ယောက်ကတော့ရိုက်ခွင့်မရတော့လို့လက်လျှော့ပြီးအိပ်ပျော်မတော်မိအောင်မေးခွန်းဖြေတန်းကစားနေကြပါတယ်။ကြက်တွေရဲ့အသားထဲမှာဘယ်ကြက်သားကအကောင်းဆုံးလဲမေးနေလို့တုံတော့ဝန်ကမစားနိုင်လို့မသိဘူးဖြေတော့နူးညံ့တဲ့ကြက်သားတွေကအကောင်းဆုံးပဲလို့ရှင်းပြပါတယ်။တဖြည်းဖြည်းအေးခဲလာကြပြီဖြစ်လို့တယောက်ကိုတယောက်သဘောကျကြောင်တွေပြောကသူတို့မှမိသားစုရှိနေတဲ့ကြောင်ပြန်တတိရလာပြီးတန်တရွင်းတွေကိုကောက်ကင်ကနောက်တစ်ချိန်ထပ်စူးစမ်းကြည့်ဖို့လုပ်ကြပါတယ်။ဒီတစ်ချိန်တော့ရိုက်ဖွင့်ဖို့မစူးစမ်းတော့ပဲတကားကိုကလန့်ဖွင့်နေကြပြီးရောက်လို့ရခြင်းဖြစ်နေပြီဖြစ်ပါတယ်။အပြင်ဘက်ကရုံးကန်ကတော့ဒီလိုရှုပ်ထွေးတဲ့အရာတွေကိုဒီကောင်မကဖန်တီးခဲ့တာဖြစ်လို့ဒီကောင်မမရှိတော့ရင်အရာအလုံးအရင်လိုပြန်ဖြစ်တော့မှဖြစ်တာကြောင့်သူ့ကိုတက်လိုက်ရင် OK ပြီမဟုတ်လားပြောနေလို့မင်းအဲ့ဒီလိုလုပ်မယ်ဆိုရင်တကယ်သိမယ်နော်လို့ပြောပြီးခွေးစိတ်တွေဝင်မှုကအားကုန်သုံးလိုက်ပြီးလို့ကိုယ်တွေအလုံးပြတ်ထွက်ကုန်ပါတယ်ဓာတ်နဲ့တူးစီဝင်လာတဲ့ရုံးကန်ကိုခရာတေးတစ်ခွက်တုံးကမြေမကျကန်ချက်နဲ့ကန်လိုက်လို့အဝေးကိုလွင့်ထွက်သွားပါတယ်ဒီတော့မှရုံးကန်ရဲ့လူတွေပါတက်လာကြလို့တယောက်တစ်ချက်စီအမောက်သိပ်ပေးလိုက်ပြီးအောက်ကအဖွဲတွေထံပြေးဝင်တိုက်ခိုက်ပြန်ပါတယ်ရုံးကန်ကပြန်ထလာပြီးဝိုက်လက်တီတစ်ချက်နဲ့ဒဏ်ရာအဟောင်းရှိတဲ့ဝမ်ဘိုက်ကိုထိုးလိုက်လို့တစ်ချက်တည်းနဲ့ပြန်လဲကျသွားပြန်ပါတယ်ဒါကိုမြင်တဲ့မိမဖြစ်သူကနောက်ကတက်ခွာပြီးရုံးကန်ရဲ့နေရွက်ကိုကောက်ကင်နေလို့ရှေ့ကိုမှောက်ချလိုက်ရပါတယ်မာတို့ကျွန်းကိုတက်ဖို့လောက်ကနေမှအထက်ကနှစ်ကောင်ကဖောက်ကလစ်ကားနဲ့မောင်းထွက်လာလို့သူတို့စီအာရုံရောက်သွားကြပြန်ပါတယ်ဆိုတော့ဝန်ကတော့ရုံးကန်ကိုနှုတ်ဆက်လိုက်ပြီးခဲပြီးမာကျောနေတဲ့ငါးတွေကိုရိုက်ထုတ်အဖြစ်ယူလာပါတယ်နောက်ဆုံးအကွက်သုံးဖို့တိကုဆရာဝန်ကျွမ်းကျင်တဲ့135ဒီဂရီအကွက်သုံးပြီးကားကိုဒရက်ဆွဲခိုင်းလိုက်ပါတယ်ဖောက်ကလစ်နဲ့ဝင်လာတာမို့ရှေ့ကိုမတိုးရဲပဲဘေးကဝင်တိုက်ခိုက်ဖို့လုပ်နေတဲ့ကောင်တွေကိုဖဲ့နေတဲ့ငချောက်ပြားနဲ့တစ်ချက်စီတန်းစီရိုက်ပါတယ်ဖော
ဖောက်ကလစ်ကရက်သွားပြီဖြစ်လို့အောက်ကိုလူခွဲပြီးရုံးကန်တို့တပွဲလုံးထံဝင်ရောက်ရိုက်နှက်ပြန်ပါတယ်မာရိုကျွန်းနဲ့သူမိမအပြင်ချိနေတဲ့ငါစားသတင်းတောက်တို့ကပါငါချောက်ပြားတွေနဲ့ဝင်ရိုက်ကူကြလို့ရုံးကန်တို့လူတွေလည်းကြာရှုံးစားပြုလာပါတယ်အမျိုးသမီးတွေဖြစ်လို့တက်ညာပြီးဓာတ်နဲ့တိုက်ခိုက်ဖို့ပြင်ပေမဲ့လက်မြတ်လွတ်နဲ့ရွှင်းကျူအမေကြောင့်ခဲနေတဲ့ငါချောက်ပြားစာမိသွားပြီးလဲကျသွားပြန်ပါတယ်မာရိုကျွန်းနဲ့ဆုံတောင်းဝန်တို့ကလည်းတယောက်စီတာဝန်ယူလိုက်တယ်လို့တိကုဆရာဝန်ကတော့သူကျွမ်းကျင်တဲ့ဟိုတက်ဒီဘီအကွန်းနဲ့မျိုးစုံကျိုးခုံပြီးတိုက်ပါတယ်မာရိုကျွန်းကိုနှစ်ယောက်ဝင်တိုက်လို့အရေးနှိမ့်နေတာကြောင့်ရွှင်းကျူတို့အမေတို့အဖွဲ့ကဝင်ကူတိုက်လိုက်တော့မှငနဲကောင်တွေလည်းမှောက်သွားပြန်ပါတယ်လဲကြတော့မဲ့ငနဲကိုတိကျတိကျပြီးအရန်ချမ်းတဲ့အထူးတစ်ခွက်ဝင်ဟောင်းကဝင်ရောက်ထိုးနှက်ပြီးမဲ့မဆိုးစလောက်ထိကျက်လွဲသွားပြီးလဲကျသွားပြီးဖြစ်ပါတယ်။နောက်ဆုံးကြံနေတဲ့ရုံးကန်ကတော့မခေတူဖြစ်လို့အကွက်ဘောင်းဆောင်နဲ့တိထုတ်နေရပါတယ်။တို့ပေမဲ့လည်းသူနိုင်နေကြငယ်နိုင်ဖြစ်လို့အနိုင်ယူလိုက်နိုင်ပါတယ်။ပြေးကျင်ပေမဲ့အပြင်းမခံပဲနောက်ကလိုက်ချုံနေလို့ရုံးကန်တယောက်အလိုလဲခံနေရပြီဖြစ်ပါတယ်။အနှဲငယ်ထိန်းရခတ်နေလို့ကြံအဖွဲ့တွေကိုအကူအညီတောင်းလိုက်တော့မှလက်ထိတ်ခတ်လိုက်နိုင်ပါတယ်။ရွေးကျူပဲမှာလည်းမေးကြည့်တော့အပြင်ကလုံခြုံတဲ့နေရာမှာဖွင့်ထားခဲ့ကြောင်းတည်တောက်ကရှင်းပြပါတယ်။မာရိုကျွန်းတို့ကိုမမြင်လို့မာရိုကျွန်းတို့ကိုမေးတော့မှထွက်ပြေးတော့ကြပြီဖြစ်ကြောင်းရေးမိလိုက်ကြပါတယ်။ဒိုကျွန်းတို့ကိုနောက်ကနေလိုက်ဖမ်းဖို့ထွက်လာကြတော့မာရိုကျွန်းတို့ကရွေးကျူကိုထည့်ထားတဲ့စပီးဘုတ်ကိုမောင်းပြနေကြတာဖြစ်ပါတယ်။ဘလို့လိုက်ဖမ်းရမလဲအကြံအိုက်နေစဉ်ဆောင်းလုံရီကရိန်းတာဝါတိုင်းကိုမြင်ပြီးတိကုဆရာဝန်ကအကြံတစ်ခုရသွားပါတယ်။သူ့အကြံစီကတော့ကရိန်းဘော်ကနေလေဒီနဲ့မိုးပြန်လိုက်ဖို့ဖြစ်ပါတယ်။ဘာပဲလုပ်လို့အမြဲလွမ်းနေတဲ့သူမို့မင်းကျွမ်းကျင်ပြီးအချင်းချင်းလှုပ်ဖူးတာတော့တေချာရဲလားလို့အမြင့်ကျတဲ့ဆုံတော်ဝန်ကမင်းနေရပြန်ပါတယ်။ကြောက်နေမှန်းတီလို့ကြောက်တာနည်းနည်းရော့သွားအောင်နောက်ကနေတွင်းချပေးလိုက်ပါတယ်။ဝေဟင်မော်ရောက်တော့ကြောက်လွန်းလို့တတိပါမိနေပြီဖြစ်တဲ့ဆုံတော်ကြီးကိုတတိပြန်ရလာအောင်နှုတ်ပေးရပြန်ပါတယ်။တတိပြန်ရလာပြန်တော့လေကြောက်လွန်းလို့အော်ဟစ်နေတာကြောင့်ရွှင်းကျူကိုကယ်တင်ဖို့လို့နှလုံးသွင်းခံရပါတယ်။မာရိုကျွန်းကဘယ်ကိုတွားကြမလဲမေးတော့အချင်းနဲ့တာအတူတူဆိုရင်ဘယ်နေရာပြည့်ရတယ်လို့ဆိုပါတယ်။ဒါနဲ့ဘယ်သူမှတော့မလိုက်လာတော့ဘူးမို့လားလို့မေးကြည့်တော့ဒီပင်လယ်ကြီးတက်ကိုမိုးရေဆောင်တော့တယောက်ကရေကူးပြီးလိုက်လာမလားဒါမှမဟုတ်မိုးပြန်ပြီးတော့လာပြောနေစဉ်ကောင်းကင်ကကြလာပြီဖြစ်ပါတယ်။ဇက်သိန်းတိုင်းမှာတရားမျှတမှုကအမြဲအနိုင်ရစတန်းဖြစ်ပြီးတရားခံဆိုတာဟာလေတေချာပေါက်အဖမ်းခံရစမြဲပဲလို့မာရိုချင်းတို့ကိုနားချပါတယ်။အဲ့ဒါကိုလက်မခံကြရင်တော့မြန်မာနိုင်ငံကိုတွားနေကြဖို့ဖြောင်းပြပါတယ်။ဒီလိုနဲ့အားလုံးငင်းချမ်းတော့ကြပြီဖြစ်ပါတယ်။နောက်တစ်ရက်ရောက်တော့သူတို့မိသားစုအကြောင်းကိုတိတွားပြီးဖြစ်တဲ့ကျောင်းကားတာဝန်ရှိသူတွေကသူတို့မိသားစုထိုင်ဖို့ခုံတုံးကိုလုပ်ပေးထားပါတယ်။ရွှင်းကျူကတော့စင်ပေါ်မှာအင်္ဂလိပ်စကားပြောပြိုင်ဖို့အလဲကျလာပြီဖြစ်ပါတယ်။ထိုအထက်မှာသူမမိသားစုအကြောင်းနဲ့သူမမှာရဲရင်ပြီးတာဝန်ကျေတဲ့အဖေနဲ့အပြေကင်းပြီးချစ်ဖို့ကောင်းတဲ့အဖေဆိုပြီးအဖေနှစ်ယောက်ရှိကြောင်းတွေကြားလုံးထုံနေပါတယ်။ပေးချင်တဲ့ message ကတော့ဘဝမှာယောက်ျားနှစ်ယောက်ယူနိုင်ရင်အရာရာကိုအောင်မြင်ကျော်လွှားနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။